ကိမေစိညာအားလုံးပျော်ရွှင်စရာကောင်းတဲ့နေ့လေးအချိန်လေးဖြစ်ပါစေပေါ့နော်အစုံကောင်းလေးတောင်းပေးခဲ့တယ်တကယ်ကိုပျော်ရွှင်တဲ့အချိန်လေးပေါ့နော်မနေ့ကဆိုရင်ကျွန်တော်2-6ဒက်ပေါက်တယ်အင်မတန်ဝမ်းတာပါတယ်တကယ်ဝမ်းတာအဲ့ဒါကိုမပိုးလာပေးသွားတယ်ဗျာတကယ်မိတ်ဆွေတယောက်ဒီနေရာကနေလူသိချင်ညာကိုတော့ပါလေတကယ်ကိုကျေးဇူးအများကြီးတင်တယ်မပိုးလေးလာပေးသွားတယ်ဗျာတကယ်မိဟောင်းကြီးပေါ့နော်ဟုတ်ပြီဗျအဲဒီကျောင်းသားတီရောက်ရဲ့အောင်မြင်မှုဘာဖြစ်လဲဘာရင်းနဲ့ဂုံပြည့်တယ်ဆိုတော့စုတစိတ်ကလေးနဲ့ဂုံပြည့်ရလေဒါရှိရကျောင်းသားတယောက်ကစာတော်အဖြစ်ဆောင်းဝဲမှာပထမရတာပဲရှိရောနော်စုတစိတ်ကလေးနဲ့ရှိကြည့်ကြတယ်ဂုံပြည့်ကြတယ်အဲ့ဒီလိုပဲဗျကျွန်တော်ကိုယ်တဲ့ဂုံပြည့်တင်တယ်လို့ခဏစိတ်ထဲမှာထင်နေဆိုရင်ပေါ့နော်ဒီဖုန်းနံပါတ်လေးကေပေးတယ်ဖွင့်ထားတယ်ဝေးလေးဖွင့်ထားတယ်ဂုံပြည့်တင်မှာဂုံပြည့်ဟောမဂုံပြည့်တင်ဘူးဆိုရင်တော့မကုန်ပြူပါနဲ့မနက်က2-6ပေါက်တဲ့တကွက်ထဲဒဲကြီးကိုပေါက်တာဒဲကိုဖြုတ်ခိုင်းတာပေါ့နော်ဒါမျိုးကြီးပေါက်သေးချင်တော့ဟိုးရင်ဆိုလေးဝစာကောက်တွေပါပေါ့တော့အရှာရအဲ့လိုမျိုးအဲ့ဘွားကြီးကိုပြန်ရောက်တယ်လို့ခံစားရတယ်ကွာတကယ်ကိုဝမ်းတာတယ်ဒါပေမဲ့ဒီနေ့ညနေတော့အခုလိုမျိုးတကွက်ကောင်းကရှင်းရှင်းလင်းလင်းကြီးမတွေ့ရဘူးကိုကွင်ကွင်ကြီးမတွေ့ရဘူးနော်မနက်ကဆို2-6ကြီးကတကွက်ကောင်းကြီးရှင်းရှင်းလင်းလင်းကြီးတွေ့ရတာပေါ့နော်ဒီနေ့ညနေမှာတော့ကီးတွေဝမ်းချင်းတွေကရှားတော့မတွေ့ခေါင်းလေးပါပူသွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ညနေမှာတော့ဆရာနာရဲ့တုံးပေါ့နော်ဘိုးတုံးကြော်ပေးထားတယ်အဲ့ဒီကောင်ပဲပြီးတွေ့ပြီးတော့ကစားရမှာပဲဆရာနာရဲ့ဘိုးတုံးကြော်ပတိတွေကသူတို့များများက80ရာခိုင်နှုန်းကအမှားနဲ့လေထွက်များတယ်ဒီကကျွန်တော်လည်းသူ့ရဲ့ဟိုးကြော်လေးနဲ့ပဲတကွက်ကောင်မိခဲ့ဘူးလေဆိုကျွန်တော်ဒီလေးညနေကို3ညရယ်3ရယ်9ရယ်အထိကစားမယ်ရွှေကီးကမနက်ကထိသွားပြီလေတစ်နှစ်3ပေးတဲ့ဒါမှရွှေကီးက2ထိသွားပြီဆိုတော့ဒီ3ည3 9အထိကစားမယ်3ညကတော့တိတက်ထိပ်စီးအနေဖြင့်တိတက်မယ်ကစားပါနော်3ရယ်9ရယ်ကတော့3နဲ့9နဲ့အကွတ်ထုတ်မယ်ဆိုရင်တော့ဘက်ကထုတ်ပါတော့3ညနဲ့အကွတ်ထုတ်မယ်ဆိုရင်တော့ထိပ်စီးတယ်ထုတ်အဲ့ကျော်3ည3ရယ်3ည9ရယ်3 9ရယ်အဲ့3 9ကိုခွေလိုက်တယ်ခွေလိုက်တယ်ဆိုတော့3ညကလည်းလုံးပိုင်ဖြစ်နေရ9ကလည်းလုံးပိုင်ဆိုတာက3ဝင်ဆိုင်မှာလုံးပိုင်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့3ည3 9ခွေလိုက်တာ9ခွင်ရယ်3 3ရယ်3ခွင်ရရမ်းစေးခြင်းတယ်3ခွင်ကကြိုက်လို့ပေါ့နော်9ခွင်နဲ့3 3နဲ့က6ပရိတ်4ကိုကြိုက်လို့6 9ပရိတ်ပေါ့နော်6ပရိတ်9ပရိတ်ကိုစီစဉ်နေရဖြစ်တော့ကြောင့်ဒီ9ခွင်နဲ့3 3ကိုကြိုက်ရပါပေါ့နော်ပရိတ်နဲ့လည်းညီရပေါ့ညီတဲ့အတွက်ကြောင့်ဒီကို3နဲ့ကိုကပ်ပြီးတော့ထုတ်ပေးစေချင်တာဒီနေ့ညနေကတော့မိတ်ဆွေတို့နေပြပါလေးပဲကစားစေချင်တယ်အရင်ထူပေးကစားချင်တယ်တကွက်ကောင်းနေပြီးရွေးရရင်တော့ကျွန်တော်ကတော့3 9တကွက်ကောင်းပေါ့နော်3 9တကွက်ကောင်းဘက်ကနေပြီးတော့ကစားသူပေါ့နော်ဒါကြီးကတော့မနက်ကလို့ရှင်းရှင်းလင်းလင်းကြီးမဟုတ်ဘူးမဟုတ်ပေမဲ့9ကလုံးပိုင်း3ကဆရာနာ3 9ဝမ်းချင်းကိုလည်းမိတ်ဆွေတို့နေပြီးကစားခြင်းနဲ့ကစားပါနော်3 9တကွက်ကောင်းကြီးနဲ့ညနေမှာထပ်ပြီးတော့မိပါစေလို့ဆုတောင်းခဲ့တယ်โอเคပါနေတိုင်းခင်ဗျားတို့အပြုံးလေးတွေအရှိလေးတွေအမောလေးတွေနဲ့တာရပါသေးတယ်ဆုတောင်းခဲ့အောင်တရပါစီးပါ